ဘာသာအနေနဲ့ Premier ဆော့မယ်ဆိုရင်အပျော်သဘောအနေနဲ့တော့ဆော့လို့ရပါတယ်ဒါပေမဲ့ seriously ဒီ game ကိုကျွန်တော်အရန်ကြိုက်တယ်ဒီဘက် professional ဖြစ်ချင်တာပေါ့ major ဖြစ်ချင်တယ်ဆိုရင် Premier ကိုနည်းနည်းပဲဆော့ပြီးတော့လက်လျှော့လိုက်ပြီးတော့ဗောနော် Physics platform လာဆိုပါ Physics ဆိုတာကကျွန်တော်တို့အထဲမှာ Steam နဲ့ချိန်ပြီးဆော့ရတာဖြစ်ပြီးတော့အထဲမှာကျွန်တော်တို့ဒီသူတို့ server ထဲမှာပဲကျွန်တော် map တွေကို finding လုပ်ရတယ်လူတွေတွေ့ပြီးဆိုတာနဲ့ map ကို pick-ban လုပ်ပြီးတော့ကျွန်တော်တို့အထဲမှာ code လေးတစ်ခုနဲ့အထဲမှာ console ထဲမှာဝင်ရိုက်ပြီးတော့ဝင်ဆော့လို့ရတယ် physics ပေါ့နော် Premier ကတော့တခုရှိတာ prime ဝယ်မဝယ် hacker တွေရှိရဗျသူတို့ wall band တွေ aim တွေ spin board တွေစိတ်ညစ်သွားပါလိမ့်မယ်တေချာပေါ့အပန်းဖြေဖို့ဆော့မယ်ဆိုတော့ဒီ game ကတော့မသိတော့ဘူးပေါ့နော်ဒါပွင့်လေးပဲဗျဟုတ်အဲ့လို hacker တွေအများများတယ် physics ကလည်းစပွင့်မယ်ဆိုတော့ level 4လောက်ကစပွင့်နေဗျ level 4နဲ့10နေရှိတယ်10ဆိုရင်ကျွန်တော် elo 2000ဖြစ်သွားပြီးတော့2000ကျော်သွားတာနဲ့pro player ဆို3400 4000အဲ့လိုမျိုးတွေရှိကြတယ်ဗောနော်တုံးလို့ပါတော့ဆိုnewly improve ဖြစ်တဲ့ skill လို့ချင်းပွဲများများကြည့်သေးကြပါတယ် YouTube မှာကျွန်တော်အကြိုက်ဆုံး player တယောက်ရဲ့ဥပမာ Nico ဆို Nico နောက်မှာ POV ထည့်လိုက် Nico POV Nico ဘယ်လိုဆော့လဲဘယ်လိုပြီးလဲဘယ်လိုသွားလေးရှိလဲဥပမာ Monesi ကိုကြ Monesi POV ဥပမာဗောနော်အဲ့လိုမျိုးလေးတွေကိုမပြင်းမဲနဲ့ကြည့်ဖို့လိုတယ်